ကျေတာတွေရိုင်တာတွေမဖြစ်အောင်ဒီမှာချိုးရကြောင်းထိန်းရမယ်အဲ့ဒီချိုးရိုးကိုထိန်းတဲ့အချိန်မှာဒီပခုံးချိုးရိုးကိုပါတခါတည်းဒီနေရာမှာဖိခဲ့နော်ဒီနေရာတွေမှန်အောင်ထားမိဘူးလက်တိုက်ပြီးသားရလက်ဖြစ်ရမှာပေါ့နော်ဒီမှာဖိခဲ့ဒါပေမဲ့သူကဖိထားတာဒီမှာချီကျော်သွားတာဒီမှာမဖိထားတဲ့ပုံစံမျိုးကြီးရွေ့နေတယ်နော်ရွေ့နေတဲ့အတိုင်းတွေ့ချုပ်မိလို့ရှိရင်ဒီမှာပခုံးချိုးရိုးရဲ့ချုပ်စာပြားတွေကတသားတည်းမဖြစ်ဘဲနဲ့ဒီနားတွေရုပ်ဆိုးတာတွေမားတာတွေပါတတ်တယ်သိလားနော်အဲ့အစင်လေးတွေသတိထားပြီးတော့ဒီမှာရေကူးတောက်ကဒီအလဲဘက်ကိုချိုးပြီးတော့မိဘူးတိုက်ထားတဲ့ရလက်ဒီနားလေးတွေချိုးရိုးဒီနေရာမှာထိန်းတဲ့အခါကျရင်အဲ့ကောင်ကဖိဝေတခါတည်းတောက်လျှောက်ထိန်းလာခဲ့ပြီနော်ပိတ်စတွေဆိုတာကဒီတိုင်းထားလို့ရှိရင်သူကကျေတယ်ရိုင်တယ်ပေါ့နော်ချိုးရိုးထိန်းလိုက်တဲ့ခါကျတော့နည်းနည်းထိန်းထားပြီးသားလေးဖြစ်သွားပြီးတော့အဆင်ပြေတယ်ဒီလက်ပြတ်မှာကကိုဖောက်ခဲ့တဲ့ဂျိုင်းပေါက်ကမှန်ရမယ်နော်fit ဖြစ်နေတဲ့ဂျိုင်းပေါက်ဖြစ်ရမယ်ဒါပေမဲ့ပတ်တန်တော့မှန်တယ်ချုပ်တဲ့အချိန်မှာပိတ်စကိုမနိုင်တဲ့အတွက်ကြောင့်မလို့ရိုင်မယ်ရွဲ့မယ်ရှည်ထွက်မယ်ဆိုလို့ရှိရင်အဲ့ဂျိုင်းပေါက်ကြီးကမကပ်ဘဲနဲ့ကြဲဟာကြီးဖြစ်သွားမှာနော်ကျတို့ဒီမှာလိုအပ်တဲ့ဓာတ်တွေပါတွေတော့ထည့်ထားခဲ့ပေမဲ့ချုပ်တဲ့အချိန်မှာပိတ်ကျုံးမနိုင်တဲ့အတွက်ကြောင့်မလို့လက်ပြက်ကလိုအပ်ချက်တွေပါပေါ်သွားနိုင်တယ်အဲ့တော့အဆင့်တွေကိုလိုအပ်တာလေးတွေကိုထည့်ပြီးတော့စစ်ဆေးမယ်အဲ့တော့ဒီမှာကအခုံးချိုရိုးမှာဒီကောင်ထိတာဒါက1 cm ပေါင်းထားတဲ့အတွက်ကြောင့်မလို့သူ့ကိုဒါ1 cm အပြင်ထုတ်ထားတာเนาะပိတ်သားကိုဒီနာကြောတောက်လျှောက်ကိုတိုင်းရင်ဒီမှာ3ပေါင်းခဲ့တဲ့တိစားเนาะဒီတိုင်းရလက်ဆိုလို့ရှိရင်ဒါမှန်တယ်ရလက်မှန်တယ်တကယ်လို့များဒီမှာ3 cm နေရာမှာ4 cm လောက်5 cm လောက်ဖြစ်နေတယ်ဆိုရှင်ကိုဘာဖြစ်ခဲ့တာလဲကျေထွက်အောင်လုပ်ခဲ့တာเนาะအဲ့ဒါကဂျားထဲမှာမဖြစ်မနေထည့်ပြီးတော့စစ်ရမယ်စစ်ဆေးတဲ့ပုံစံပေါ့เนาะမြင်းနဲ့စစ်ပါဆိုတော့ပိတ်စတွေကဒါကျတို့ကကော်ပိတ်တစ်ထက်ကတ်ထားတယ်ခါကျရင်အဲ့တွေကလာရတာကကော်ပိတ်မကတ်ဘူးဟလာစပန်သားလေးကိုလက်ပြက်လေးချုပ်ဝင်မယ်ဆိုရင်စပန်နေဆိုတာကသူကရှည်ထွက်ရိုင်းထွက်လေနော်အဲ့လိုမျိုးဆိုရင်ဒီနားမှာချိုးရည်ကြောင်ထိန်းထားတဲ့နီးလာနဲ့ချုပ်ပြီးလို့ရှိရင်တော့အမှားနဲ့တယ်နော်ပြီးရင်ဒီရှည်ချိုင်းလေးကိုကတခါတည်းဆက်မယ်ပါပိုးတဲ့ပိတ်သားကိုမှန်အောင်ဖြန့်ထားဒီနားတောက်လျှောက်ကိုတိုင်းပြီးတော့ဒီမှာဆက်နော်ဒါချိုးရည်ထိန်းထားတာမှန်တယ်